ဆန္ဒမထိန်နိုင်ပဲရထားပေါ်မှာငပိအိုနိုင်မရင်ကဘာကျော်သွားတဲ့မြမဆုံးတွေငပိဆိုတာကမြမလူမျိုးတိုင်းချက်ကြတဲ့အရာပါဒါမဲ့ငပိကိုတော့ကိုအိမ်ကိုရာကိုခမ်းမှာစားတင်ပါတယ်ရထားပေါ်မှာမစားတင်ပါဘူးအခုတော့လက်တော်ဆိုရှယ်မီဒီယာပေါ်မှာအရင်ကဟိုလေးတကြောကြောဖြစ်နေပြီးတကဘာလုံးကစိတ်ဝင်စားပြောနေကြတဲ့အကြောင်းအရာတခုကတော့အများပြည်သူသုံးရထားပေါ်မှာငပိအိုနိုင်ခဲ့ကြတဲ့ကိစ္စပါဒီကိစ္စကတော့စင်ကာပူနိုင်ငံမှာဖြစ်ခဲ့တာပါငပိအိုနိုင်ကြတဲ့စုံတွေဟာမြန်မာတွေဖြစ်နေတာကြောင့်အလုံးအတတော်မျက်နှာပူစရာရှက်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ရပါတယ်အခုစင်ကာပူရဲ့ MRT ရထားပေါ်ကငပိအိုနိုင်ကြတဲ့စုံတွေကတော့ကဘာကျော်သွားပါပြီဘာလို့ကဘာကျော်သွားလဲဆိုတော့သူတို့နှစ်ယောက်ဟာလူတွေရှိုးရှက်ခဲ့နေတဲ့အများပြည်သူသုံးရထားပေါ်မှာငပိအိုနိုင်ခဲ့ကြလို့ပါပဲပို့ပြီးတော့ဝန်နေရှင်ရွှေစရာကောင်းတာကဒီလိုလုံးရက်ကိုကျွလွန်ခဲ့တဲ့စုံတွေဟာစင်ကာပူရောက်မြန်မာနိုင်ငံသားတွေဖြစ်နေရဆိုတာကိုသိလိုက်ရတဲ့အချိန်မှာစင်ကာပူမှာရိုးရိုးသားသားအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာတွေအားလုံးမျက်နှာပဲနားတော်ထားမှန်းတော့မတီးဖြစ်ခဲ့ရပါတယ်တကယ်တော့ငပိအိုနိုင်တယ်ဆိုတဲ့ကိစ္စကကိုယ့်အိမ်ကိုမိဖို့ကြောင့်တည်းမှာလွတ်လွတ်လပ်လပ်စိတ်ချလက်ချလုပ်ရမယ့်ကိစ္စမျိုးပါအခုတော့အများပြည်သူရဲ့မျက်စိရှိမှာကလေးလူကြီးမရွေးစနေလိုက်ပါနေတဲ့ရထားပေါ်မှာအမျိုးသားဖြစ်သူကကြော်ဖို့အိမ်နဲ့ခွဲပြီးတော့ကိုစိတ်ရှင်းလက်ရှင်းငပိအိုနိုင်နေကြတာကတော့တော်တော်လေးကိုအမြင်မတင်တော့တဲ့မြင်ကွင်းဖြစ်ခဲ့ပါတယ်ဒီမြင်ကွင်းကိုစင်ကာပူနိုင်ငံတို့အမျိုးသမီးတယောက်ကတွေ့လက်ကိုင်းဖုန်းနဲ့ဗီဒီယိုရိုက်ကူခဲ့ပြီးတစ်တော့ဘောကိုတင်လိုက်တဲ့အချိန်မှာတော့တော်တော်လေးလူပြောများသွားတာပါဗီဒီယိုဟာဆိုရှယ်မီဒီယာပလက်ဖောင်းအသီးသီးကိုပြန့်နှံ့သွားပြီးနိုင်ငံတကာသတင်းတွေမှာပါဖော်ပြခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်ဒီဗီဒီယိုကိုမြင်တွေ့လိုက်ရတဲ့မြန်မာလူမျိုးတွေအတွက်တော့ကိုလူမျိုးတွေတိုင်းတစ်ပါးမှာဒီလိုပြုမှုမျိုးလုပ်တယ်ဆိုတာကတကယ်ကိုရှက်စရာကောင်းတဲ့အခြေအနေပါပဲဒီကိစ္စကိုကြည့်ပြီးတော့တိုင်းတစ်ပါးရောက်မြန်မာတချို့ရဲ့စီကံပိုင်းဆိုင်ရာအားနည်းချက်တွေကိုလည်းပြန်သုံးသပ်တင်ပြီးလို့ထင်ကြပါတယ်စင်ကာပူလိုနိုင်ငံမှာရုံးပိတ်ရက်တွေမှာဆိုရင်အများပြည်သူအပန်းဖြေတဲ့ဗန်ချန်တွေနေရာတွေမှာမြန်မာလူမျိုးတချို့ဆိုပြီးတချင်တွေအကျယ်ကြီးဖွင့်တိုင်းငွေတောက်စားပြီးအော်ရဆွညံတော့အမိုက်တွေကိုစီမဲ့ကံမဲ့ပြစ်တာမျိုးတွေရှိနေတော့မှာပဲဒါပြင်မြန်မာမင်းလေးတချို့ရဲ့အနေထိုင်မစင်ချင်မှုတွေကလည်းကိုယ်နိုင်ငံကိုလူမျိုးရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပါတယ်ကျမတို့တွေတိုင်းတစ်ပါးမှာရောက်နေတဲ့အခါမှာကိုတယောက်တည်းရဲ့အပြုတ်မှုအတွက်မဟုတ်ပဲမြန်မာလူမျိုးဆိုတဲ့ဂုဏ်ပုတ်ကိုစားပြုရဲဆိုတာကိုအမြဲတမ်းသတိချက်တင်ပါတယ်ကိုယ့်ရဲ့အပြုတ်မှုအပြောဆိုတကူဟာကိုလူမျိုးတစ်ခုလုံးရဲ့ဂုဏ်သိက္ခာကိုကျဆင်းစေနိုင်ပါတယ်။အခုရထားပေါ်မှာငပိအိုနိုင်တဲ့ကိစ္စကရက်ကျော်ရွာကျော်တင်မကတော့ပဲကဘာကျော်အဆက်ကွဲမှုတကူဖြစ်သွားခဲ့ပါပြီ။နောက်ဆုံးအနေနဲ့ပြည်သက်ကြီးကိုမိကွန်းတစ်ခုမေးချင်ပါတယ်။ဒီလိုအများပြည်သူရှိမှငပိအိုနိုင်တာကိုလက်ခံခဲ့တဲ့အမျိုးသမီးရဲ့လူရဲ့အပေါ်မှာပြည်သက်တို့ကဘယ်လိုမျိုးမြင်ကြလဲဆိုတာကိုမမမီတို့အမြင်ကိုပြောသားကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာတဲ့အကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသေးသေးသောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခါလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်